အဲ့တော့ကိုယ်ချီးမွမ်းလာတဲ့စကားလုံးတွေကိုပြုံးလေးလက်ခံနိုင်မှုကမခက်ပေမဲ့လို့ကိုယ်ကဲ့ရဲ့လာတဲ့စကားလုံးကြတော့ခက်တယ်ရှင်းရှင်းလေးပဲမင်းတို့တင်တဲ့ post ကူမှာလူ10ယောက်15ယောက်လောက်ကနေပြီးတော့မှတော်လိုက်တာလှလိုက်တာနော်ကောင်းလိုက်တာလို့ပြောဟုတ်ကဲ့တယောက်လောက်ကဟင်းဘာမှလည်းမသိဘူးဟင်းဘလို့မှလည်းမသိဘူးဘယ်အလားကြီးဝိုင်းပါကွာမကောင်းတဲ့ comment လေးပေးပြီဆိုရင်စိတ်ကတန်းတောင်အဲ့တော့လောကနန်တရားကိုလက်ခံနိုင်ဖို့ဆိုလို့ရှိရင်ရှီမွန်းတာလေးတွေကြီးပဲပြုံးခံတတ်ဖို့ကြင့်မနေပါနဲ့ကဲ့ရဲ့တာကိုလည်းပြုံးလေးပဲခံတတ်ဖို့ကြင့်အောင်အဲ့ဒါဆိုရင်လောကနန်ကိုခံနိုင်ပြီလို့ယူဆလို့ရတယ်အောင်မြင်မှုပါအတွက်အကြီးအကြောင်းပဲနော်အဲ့ဆိုတချို့ရရှိရဟာကဲ့ရဲ့ချင်းကဲ့ရဲ့ကွာဆိုပြီးတော့မှကဲ့ရဲ့စရာကိစ္စတွေလောက်တာလည်းရှိနောက်တစ်ခါကျတော့လေကိုတိုင်းမကြိုက်တဲ့ကိစ္စကိုလုံးမိပြီးမှသူများကဲ့ရတော့ပိုမကြိုက်ဘူးဖြစ်တယ်အဲ့လိုတော့မဟုတ်ဘူးပေါ့နော်တကယ်ကိုပဲအစတယ်ကွာကဲ့ရဲ့ခံရမှန်းသိရင်တော့နည်းနည်းတော့ရှောင်လို့ရတာပဲရှောင်ပေါ့ကျွေးလည်းတမင်တကာလောက်တာရှိအရွှဲတိုက်တာလို့ဘာဖြစ်လောက်တာအဲ့လိုလည်းရှိအဲ့တော့လောကဒဏ်တရားကိုခံနိုင်မှုအနိုင်အရှုံးတွေကိုအပြုံးမပြတ်ရင်ဆိုင်နိုင်မှုလို့ပြောပြီးဆိုလို့ရှင်တော့သူကခုနပြောတဲ့ကနဦးမှာပြောတဲ့ကိုယ့်ကိုရိုးသားမှုရှိဖို့အရေးကြီးငါတကယ်ပဲကဲ့ရဲ့မှုတန်ကိုတည်တည်ချာချာခံနိုင်တာသိကြလာတာမို့ခံနိုင်ခြင်းအောင်ဆောင်ပြအခါကျအဲ့ဒါလုံးရအဲ့တော့ဟန်ဆောင်တာကောင်းလားမကောင်းလားရင်တော့မေးခဲ့ဘူးလို့ပဲအခုပြောနေတဲ့ကိုယ့်ကိုတန်မိုးထားမှုဆိုတဲ့အထဲမှာကိုယ့်ကိုရှင်းရှင်းလင်းလင်းသိမြင်သွားပြီဆိုလို့ရှိရင်ခုနပြောတဲ့ကိုတကယ်အထင်ကြီးတဲ့အရေးချင်းတွေကိုယ့်ကိုဖြစ်လာအောင်သူကဘာရွေးပြီးတော့လို့ပဲပြောလိုက်ပါတော့မယ်လွယ်တာနဲ့ခက်တာဆိုဘယ်ဟာရွေးမလဲခက်တာကိုရွေးရငါပြောသည့်ခွန်တော်စားတာခက်တာကိုတော်နဲ့ရက်လေငါပြောသည့်ခွန်တော်စားလွယ်လုံးဝကြည့်တော့မဟုတ်ခက်အောင်ခွာငါတို့ကြောက်တဲ့အရာတွေကိုငါတို့ကဘာလို့ငါတို့ကြောက်တဲ့အရာတွေဘာလို့ရွေးချယ်အဲ့ဘာအောင်မြင်ခြင်းအဲ့ဒါပဲငါတို့ကြောက်ပါတယ်ဆိုတဲ့အရာတွေဘာလို့တော့အများနဲ့ရွေးချယ်ရတယ်ပြီးကြောက်မရှောင်သွားဘူးအခုကိုပထမဆုံးလုပ်ဖူးတဲ့အရာနော်ကိုငငယ်ကြောက်တယ်ဒါကြောက်ပြီမဲ့လို့ကြောက်တာပဲအဲ့ဒါကိုရှောင်မသွားဘူးကြောက်တဲ့ရောက်ရွေးချယ်တယ်ဒီနာအင်ရှိကနေပြီးဟိုးနောက်ကတင်းပညူဖြတ်ပြီးတော့အိုက်တဲလူသွားပြီးတော့ဒီတွန်းလေးယူချင်တာကြောက်တယ်လေဒုက္ခကကျက်စီမိပါလည်းမရှိသေးဘူးဒီအိမ်ကျော်သွားလိုက်မှောင်မိတ်လို့ရှစ်စံတိုးရတော့ပြန်လှက်အဲ့မဲ့လို့ကြောက်တာယူမကြိုက်ဘူးအဲကြောက်တာယူမကြိုက်တာတဲ့ကြောက်လို့ဆိုပြီးတော့ပြန်လှည့်ပြေးလာတယ်ကိုပို့မကြိုက်နော်ဟိုမှောင်တိုင်းလည်းမကြိုက်ဘူးနော်ဒါပေမဲ့မှောင်တိုင်းကိုကြောက်နေတဲ့ကိုလည်းမကြိုက်ဘူးအဲ့ဒါဘယ်ဟာပို့မကြိုက်သွားလဲဆိုတော့အဲမှောင်တိုင်းကိုကြောက်တဲ့ကိုပို့မကြိုက်တော့လာကွာအဲ့အမှောင်ကြီးတိုးရတယ်ပြီလေဒီလားဒီတိုင်းနေကင်းဆိုရှုပ်ကနေပြေးလိုက်အောင်မယ်နော်ညကြတော့အဲ့လိုတိုးရသေးတယ်တကယ်အမောင်ကြီးကကိုတွန်းထားသလိုဖိထားသလိုပြီလားအမောင်ဒူးကြီးကိုဆိုတာတကယ်ကြည်ရရှေ့ဆက်တိုးလေးမှောင်လေးဒါပေမဲ့နောက်ပြန်လှည့်ပြေးလိုက်ရင်တော့ငါကုံကအဲ့ရွယ်ရပါတော့မကြိုက်တော့သူများဆိုလည်းကွာလှောင်ပါပဲသူများဆိုလည်းငါကြောက်ကြီးလို့ပြောပါဘောတော့အဲ့လိုမျိုးကိုငါကြောက်ကြီးလို့ပြန်ပြောခံရမယ်ဆိုတာကြီးကိုကမကြိုက်ဘူးဆိုအဲ့မရမကနဲ့အဲ့ဒီနေဟိုစန္ဒဝါနဲ့သွားတော့လာဟိုပင်ရိတ်ကြရတော့လာကုန်ရှိလေဟိုဘက်မှာလာလေးနေရောက်ရှိအဲ့တဲတဲ့ရောက်ပြီးမှအဲ့တွန်းလေးယူပြီးတော့မှအပြန်ကတော့ဒုံပြေအဲ့ဒီအမောင်ဒုကိုအဲ့လိုနီးနဲ့တညတာဖြတ်တန်းခဲ့ဘူးလိုက်တဲ့အတွေ့အကြုံကနောင်ကြီးလာတဲ့အခက်ခဲတွေကိုကြောက်တဲ့အရာတွေကိုရင်ဆိုင်တဲ့နေရာမှာအများကြီးအသုံးဝင်အားတို့ကအကြောက်တရားကိုဘယ်တော့မှမငင်းပယ်ရွေးချယ်မယ်ရင်ဆိုင်မယ်ရှေ့တိုးအဲ့ဒါကိုရတယ်အဲ့ဒါရတည်လေးပဲ
ဒီနေ့မှာအဲ့ရသွားတဲ့အကြောင်းအရာလေးအများကြီးသုံးစင်ပေါ်မှာစကားပြောရမှာကြောက်တယ်ဒါပေမဲ့ရွေးချယ်လူအသစ်တွေနဲ့တွေ့ဆုံရမှာဆက်ဆံရမှာပဲလေကြောက်တယ်မလုပ်ချင်ဘူးရွေးချယ်အဲ့ဒါမျိုးတိတ်လို့အဲ့ဘွက်ဒီတဲ့အဲ့ခဲကိုဒီဆိုင်ကကြီးနဲ့ဒီကိုင်းနဲ့ဘောင်းသွားမှာဘွက်တင်ဘလို့ကြောက်တယ်မဲ့ရွေးချယ်အဲ့စိတ်ကအမြဲတမ်းလို့လောက်တက်သွားတာပေါ့နော်အကျင့်ပါသွားတာဟိုမယူရဲတာမဟုတ်ဘူးနော်အဲ့ဒါအမောင်ဆိုတာဘာပဲကြောက်ရင်တက်လေနေကင်းကိုသွားနေကြလမ်းလေကွာနော်ကြောက်လည်းမရှိဘူးစူးလည်းမရှိဘူးတောလည်းမရှိဘူးဘာမှမရှိဘူးဆိုတာကို့ချန်တဲ့ကိုလေဒါပေမဲ့ကလေးဆိုတာဖြစ်တာညမောင်တော့ကြောက်တာလေဒီဟာအကြောက်တရားတက်ပဲရှိရအနေမရှိဘူးဆိုတာဘာဖြစ်တော့သိရလေအဲ့ဆိုဘာလို့ရတော့ရင်ဆိုင်တိုးอ่ะအဲ့ဒါမျိုးအဲ့ညင်အဲ့ဒါကိုပြောချင်တယ်ဘာမှမသိညာမှမသိဟိုဘက်ကြောက်ကြီးရှိမှမသိရေခမ်းရှိမှမသိအဲ့လိုမြက်ကန်းတစ်စေမကြောက်ကိုပြောတာမဟုတ်ဘူးဒါကူသိနေကင်းမင်းတို့ကြောက်ဘူးတယ်မလားလို့နေကင်းသွားနေကြလမ်းနော်နေကင်းဆိုဒီနာအေးစေးပဲညကြမှာဘာဖြစ်တာတော့ကြောက်တယ်ဟုတ်တယ်မလားညဆိုအိမ်နာမသွားရတော့လိုက်ခဲ့ပါဦးအဲ့ဆိုအိမ်နာကိုမတက်ဘူးတဲ့အိမ်နာလားဟုတ်တက်ဘူးတယ်ဟုတ်တယ်နော်လမ်းလည်းသိတယ်ဟုတ်တယ်နော်အဲ့ဆိုအနေမရှိမှန်းသိနေပါပြီတော့ကြောက်တယ်စိတ်အရင်ဆိုင်အဲ့လိုမျိုးဆိုတာကြိုက်တယ်အဲ့